ဒါဟာအမြင်အာရုံမရှိထူတဲ့ကြားကစစ်ပွဲတစ်ခုပဲမျက်မမြင်ဖျင်လူတီးများတဲ့မျက်မမြင်စစ်တေတော်ဟာဓာတ်မြောက်20ကိုကိုက်ဆွဲထားပြီးရန်သူ30ယောက်ကိုတစ်ယောက်ထဲရင်ဆိုင်တော့မှာပါတိုက်ပွဲမစတင်ခင်မှာပဲမျက်မမြင်ဖျင်ကဘောလုံးအသိလေးတွေကိုမြေပြင်ပေါ်မှာကျဲပတ်လိုက်တယ်တိုက်ပွဲပေါင်းများစွာဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေအရရန်သူတွေစီကထက်တဲ့အတန်ကိုနားထောင်ပြီးသူတို့ဘယ်နေရာမှာရှိနေတယ်ဆိုတာကိုသူကအတိအကျသိနိုင်တာလေရန်သူတွေကဟိုဘောလုံးလေးတွေကိုနင်းမိလိုက်တာနဲ့သူတို့ရဲ့ခက်ဖြော့ဖြော့ထပ်ပေါ်လာတဲ့အသက်ရှူတန်းကိုတောင်သူကခန်းစားသိရှိနိုင်ပါတယ်မျက်မမြင်ဖျင်ဟာအစပိုင်းမှာရန်သူတွေဘယ်နားမှာလဲဆိုတာကိုသိအောင်သူ့ရဲ့ဓာတ်နဲ့အရင်စမ်းသပ်လိုက်ပြီးတော့မှရန်သူတွေရဲ့လေဘင်းကသွေးကြောမကြီးတွေကိုလေမြန်လာတဲ့ဓာတ်ချက်တွေနဲ့ပိုင်းဖြတ်လိုက်တော့တယ်။သူဟာသူ့ရဲ့အသက်ရှူနှုန်းကိုထိန်းချုပ်ထားပြီးတက်ဖြတ်ခြင်းနယ်ပယ်တွေကိုအားစိုက်စရာမလိုပဲအေးအေးဆေးဆေးဝင်ရောက်သွားတာဟာဒီတိုက်ပွဲကသူ့အတွက်အသွေးအသားနှွေးယုံလောက်ပဲရှိသလိုပါပဲ။ရှေနာကစစ်သားတယောက်ကမတိမတာလေးလှုပ်ရှားလိုက်တာနဲ့မျက်မမြင်ဖျင်ကအဲ့ဒီနေရာကိုချက်ချင်းအာယုံစိုက်ပြီးအသက်ကြောက်စီမဲ့ဓာတ်ချက်ကိုပေးလိုက်တယ်။သူကဘာမှမမြင်ရပေမဲ့သူ့ရဲ့တိုက်ခိုက်မှုတိုင်းဟာရန်သူတွေပြန်မထနိုင်အောင်သွေးကြောမကြီးတွေကိုပဲပစ်မှတ်ထားတာပါအဲ့ဒီအချိန်မှာပဲချိတ်ပါတဲ့ကြိုးကိုကင်ထားတဲ့စစ်သားတယောက်ကသူ့နောက်ကနေတိတ်တိတ်ဆိတ်ချင်းကပ်လာတယ်မျက်မမြင်ဖျင်ကအဲ့ဒီလူရှိနေတာကိုသိလိုက်ပြီးတိုက်ခိုက်ဖို့ပြင်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲချိတ်ကသူ့စီကိုပြင်ဝဲလာတယ်မျက်မမြင်ဖျင်ကကျွမ်းကျင်လာတဲ့စုစားမှုနဲ့အဲ့ဒီချိတ်ကိုလွေးထုတ်လိုက်ပြီးကြိုးကိုပြန်ဆွဲကအကွာအဝေးကိုချင်းကပ်လိုက်တယ်ပြီးတော့တေးစီနိုင်တဲ့ဓာတ်ချက်ကိုရွေပြီးအဲ့ဒီလူရဲ့လက်ချောင်းလေးချောင်းကိုခတ်ပစ်လိုက်တယ်နောက်ဆုံးမှာတော့အသက်ပြောက်စေမယ့်နောက်ဆုံးဓာတ်ချက်ကိုသွင်းလိုက်ပါတော့တယ်အခုဆိုရင်ရန်သူထဲမှာတက်ရောက်ပဲကြံတော့တယ်အဲ့ဒါတော့ကြံကုန်တဲ့ခေါင်းဆောင်ပါမယ်မျက်မမြင်ဘရင်ကသူ့ကိုချက်ချင်းပဲအာယုံခံမိသွားပြီးတေဆုံးသွားတဲ့လက်အောက်ကင်ဓာတ်တွေရဲ့သွေးတွေကိုလက်နဲ့တို့ကခေါင်းဆောင်ရဲ့မျက်နှာတက်တဲ့ကိုအားနဲ့လမ်းပတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲမျက်မမြင်ဘရင်ကအဲ့ဒီလူရဲ့နာမည်ကိုခေါ်လိုက်တယ်ကြည့်ရတာသူတို့နှစ်ယောက်ဟာသူငယ်ချင်းဟောင်းတွေချစ်ပုံရတယ်ဗျ